တယ်မင်းအောင်နိုင်လှုပ်ဆောင်တာကအတူတူပဲဖြစ်တယ် ready မှာအခုလိုအပြစ်မဲ့ရက်သားပြည်သူတွေသူ့အတူအနားယူနေတဲ့ရက်သားပြည်သူဘယ်လိုလူမျိုးဘာဘာသာဝင်ပဲဖြစ်ဖြစ်ဒီလိုတနက်ကင်ပြီးလာပြီးတော့လှုပ်တာဟာဒါလူသားမှုပဲအကြံဖတ်မှုပဲဘာစီခြင်းမှလူဖွဲ့စည်းရလက်မခံဘူးဘာစင်ခြင်းမှလက်မခံဘူးအဲ့တော့အဲ့လိုမျိုးအတိုင်းဝိုင်းတွေအဲ့လိုမျိုးပြောဆိုမှုတွေကိုရှောင်ရှားဖို့လိုအပ်တယ်မပတ်သက်ဖို့လိုအပ်တယ်ရှင်းရှင်းနေဖို့လိုအပ်တယ်အဲ့လိုပြောနေတဲ့လူတွေကလည်းပြောနေမှာပဲစီယုံနေမှာပဲမင်းအောင်လည်းလို့အုပ်စုလို့ပေါ့သူတို့အာဏာတည်မြဲဖို့အတွက်သူတို့ကတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ channel ဆိုရင်နေ့စဉ်နဲ့ဥတော်နိုင်နဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်တို့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တော့တခြားသတင်းဌာနတွေကိုကြည့်လို့မရအောင်တယ်လီဖုန်းတွေပါတွေကိုပိတ်ဆို့တားဆီးစင်ဆာလုပ်ပြီးပဲရိုက်ထည့်တယ်နောက်ဆုံးဆင့်ကမူရစ်စေဝါနဲ့အရက်သေးစာများကိုကြိုက်သလောက်တောက်သုံးခွင့်ပေးပြီးတော့ရိုက်ထည့်တယ်နောက်ဆုံးဆင့်ကကျန်းတန်းတဲ့စိတ်တွေနဲ့မဒိန်ကျင့်ခွင့်အနိုင်ကျင့်ခွင့်ဓမြတိုက်ခွင့်သူများပစ္စည်းကိုယူပိုင်ခွင့်အဲ့ဒီမြင့်မြတ်တဲ့စိတ်တွေရိုက်ထည့်ပေးပြီးတော့အနိုင်ကျင့်တဲ့စိတ်တွေရိုက်ထည့်ပြီးတော့သူတို့အာဏာတည်မြဲဖို့အတွက်ရှေ့တန်းမှာသွားပြီးသူတို့အတွက်အသေးခံခိုင်းတာမယ်အကြမ်းဖက်သမားတွေတာလီဘန်တွေ ISA လောက်သွားတာကြတော့အဲ့ဒီ radicalization ဆိုတဲ့ဒီအစွန်းရောက်မှုကိုအဲ့လူတွေကိုရိုက်ထည့်တယ်စီယုံတယ်အမုန်းတရားတွေများများပြောတယ်အစင်သစ်ဖြစ်ပြီးအဲ့လူကအသုံးချလို့ရခံဒီအချိန်ကြရင်ဒီကိုလုံးမှာဘုံတွေတက်ဆင်ပေးပြီးတော့အသေးခံပြီးတော့အဲ့ဒီလူရဲ့အသက်ကိုယင်းပြီးသူတို့နိုင်ငံရေးအကျိုးမြတ်အတွက်တော်လကောင်းသူတို့ရဲ့အကျိုးမြတ်အတွက်ကိုလကောင်းလူတယောက်ရဲ့အသက်ကိုယင်းပြီးတော့အသေးခံဘုံခွဲခိုင်းတာတွေလုပ်ခဲ့တယ်အဲ့တော့အဲ့ဒီ ISA လှုပ်ဆောင်တာတာလီဘန်တွေလှုပ်ဆောင်တာ legalization လို့ခေါ်တဲ့လူတွေရဲ့စဉ်းစားတွေးခေါ်ပုံကိုအစွန်းရောက်အောင်ကြားပါများမြင်ပါကျွန်တော်ပြောသလိုဒီဖြူစင်တဲ့နှလုံးသားတွေကိုဒီအတွေးခေါ်တွေပဲထဲပါများတဲ့ခါကြတော့ဒီနှလုံးသားကအယောင်မဲသွားပြီးတော့အယောင်စုံသွားပြီးအုံနောက်ထဲမှာဒါပဲစဉ်းစားဒါပဲမြင်နေတော့တာပြောချင်တာကဗျာဟော်ရာကားလို့ခေါ်တဲ့သရဲကားတွေကြမ်းတမ်းတဲ့ကားတွေကိုပဲကြည့်တယ်လူကနောက်ဆိုအိမ်မက်တဲ့ဒီအဲ့ဒီကြမ်းတမ်းမှုတွေပေါ်လာမှာပဲသူဒါတွေပဲကြည့်နေတာဟုတ်ကြောက်ရွံ့မှုတွေထိတ်လန့်မှုတွေကျွန်တော်တို့လို fancy ဖြစ်တဲ့ fancy ကားတွေအပျော်ကားတွေချစ်တာကြိုက်တာတွေအဲ့ဒါမျိုးတွေကြည့်တာများမိသားစုကားတွေကြည့်တဲ့လူကကျွန်တော်တို့အိမ်မက်ထဲမှာတစ်ခါမှဒါကြီးလာမလောက်ရှက်ဘူးဘာလို့အော်သူတို့ပျော်နေကြတယ်အော်သူတို့ဘဝလေးရသူတို့အလုတ်ကင်လုပ်ကြတယ်အဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုပဲအဲ့ဒီထဲမှာမှဒီ gain ဆော့တဲ့လူတွေလေဒီတတ်တာဖြတ်တာတွေဒီဥစ္စာတွေနှိမ်နေတာတွေအရန်တိတိတိ gain တွေပဲဆော့တဲ့ခါကျတော့သူတို့စိတ်ထဲမှာကွာအဲ့ဒီ gain ဆော့တဲ့လူတွေရဲ့စိတ်ထဲမှာကွာသူကိုယ်တိုင်ကန်ရှင်ကိုယ်တိုင်မင်းသားဖြစ်သွားပြီအဲ့ထဲမှာသူကိုယ်တိုင်တက်ကျင်ဖြတ်ကျင်စိတ်တွေပေါ်လာကြတာစိတ်ကြမ်းလူကြမ်းတွေဖြစ်ကုန်ကြတာအဲ့ဒီကနေစိတ်ပေါက်ပြန်ပြီးတော့နောက်ဆုံးကြတော့သူများကိုသွားပြီးတော့တတ်နဲ့ပြစ်တဲ့ပုံစံတွေဖြစ်ကုန်တာအဲ့တော့ကျွန်တော်တို့ရဲ့ဒါကြောင့်လေကျွန်တော်တို့အလိမ္မာစာမှာရှိလို့ကျွန်တော်တို့ဟိုခေတ်တည်းကပြောခဲ့ကြတာစာအုပ်ကိုရေးဖတ်ဖို့လိုတယ်အစွန်းရောက်တဲ့စာအုပ်တွေကိုယ့်ကိုအတွေးခေါ်ကိုပြောင်းပြန်လုပ်မဲ့စာအုပ်တွေကိုမဖတ်ကြစေချင်ဘူးအထူးသဖြင့်ကျွန်တော်တို့ community အတွေးခေါ်စာအုပ်တွေ socialist အတွေးခေါ်စာအုပ်တွေမဖတ်စေချင်ဘူးအဲ့ဒီအတွေးခေါ်တွေအားလုံးဟာလူကိုအစွန်းရောက်စေချင်တယ်ပြောချင်တာက community ဝါဒကလည်းအစွန်းရောက်တာပဲအဲကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာ community ကိုဘယ်တော့မှလက်မခံခဲ့ဘူး community အတွေးခေါ်ရှိတဲ့ကျောင်းသားတွေလည်းဘယ်တော့မှဘာလို့မအောင်မြင်ခဲ့ဘူးပြည်သူကလက်မခံဘူးဘာကြောင့်လဲ community အတွေးခေါ်ကလည်းအလွန်အမတန်အစွန်းရောက်တာတွေအများကြီးရှိတယ်အခုတရုတ်ပြည်ကကျင့်သုံးနေတာ community အစစ်မဟုတ်တော့ဘူးတရုတ်ပြည်က community ကိုထွင်လိုက်ပြီသူကဒီအရင်းရှင်ဝါဒနဲ့ပူးတွဲပြီးတော့သူကစီးပွားရေးစနစ်ကိုဖွင့်ပြီးတော့ community နဲ့အရင်းရှင်နဲ့ပေါင်းပလိုက်တာအဲ့တော့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်မိဘတွေအမြဲတမ်းဆုံးပါတယ်စာကိုကြည့်ဖတ်
အထူးပြ33လမ်း34လမ်းဟိုလမ်းဘေးမှာစာအုပ်ဆိုင်တွေကနေပြီးတော့စာအုပ်အဟောင်းတွေကိုစွတ်ပြီးတော့ရှာမှာဖတ်နေဟိုမှာကျွန်တော်တို့ငငယ်တော့ဆိုရင်ပြည်မုန်းနှင်းစာအုပ်တွေအရန်ခက်စားတဲ့အချိန်ပေါ့နော်ကျွန်တော်တို့ငငယ်တော့ဆိုရင်အပြာစာအုပ်တွေခေါ်တာပေါ့နော်အဲ့ဒါတွေအရန်ခက်စားတဲ့အချိန်ပေါ့အဲ့တော့အဲ့ဒါတွေက33လမ်းတို့34လမ်းတို့မှာသွားပြီးတော့ခိုးကြောင်ခိုးဝဲတော့ဝယ်ပြီးလူငယ်တွေဆွဲလန်းစွာဖတ်ကြတာပေါ့အဲ့ဒီမှာကျွန်တော်တို့ငငယ်တော့ဆိုရင်ဒါဗီဒီယိုကားတွေပေါ့နော်အပြာကားတွေအများကြီးနာမည်ကြီးခဲ့တဲ့ကားတွေပေါ့အဲ့တော့သူ့ရည်စည်းကြောင်းနဲ့သူပေါ့အဲ့တော့ CD ပြဓာတ်ပြားတွေပေါ်တယ်ပြီးတော့ဗီဒီယိုကားတွေဆက်ပေါ်တယ်အဲ့ဒီမှာအဲ့ဒီခေတ်ကာလမှာအခုအမေရိကမှာဖြစ်နေတဲ့ Epstein ဆိုတဲ့ဒီကဘာကျော် sex trafficking လို့ခေါ်တဲ့ကလေးငယ်များကိုမှောင်ခိုကူးပြီးတော့ကဘာကျော်တထေးကြီးများနဲ့သူတို့ပါတီပွဲလုပ်တဲ့ကိစ္စလေအခုအမေရိကန်သမ္မတအပါဝင်သမ္မတကလင်တန်တို့ကအခုကဘာကျော်နာမည်ကြီးတွေ UK ကမင်းသားဖြစ်ခဲ့တဲ့ Andrew မင်းသားတို့အပါဝင်နာမည်ကြီးတွေပါဝင်ပတ်သက်နေတဲ့ Epstein fine ဆိုတာအဲ့ဒါပဲကျွန်တော်တို့ငငယ်တုန်းက1980 90ဆိုတာ1980ကျော်80ကာလဟာကျွန်တော်တို့အဲ့ဒီကျွန်တော်ဥက္ကဋပြောနေတဲ့ခေတ်ကာလအဲ့ဒီခေတ်ကာလမှာဒီစာအုပ်တွေဆိုရင်လည်းညဉ့်ညမ်းတဲ့စာပေတွေခေါ်တာပေါ့အပြာစာအုပ်တွေပေါ့နော်အပြာစာအုပ်တွေအရန်ခေတ်စားတဲ့အချိန်ပြီးတော့ CD ဗီဒီယိုပေါ်လာတဲ့အချိန်မှာလေကနတော့ကအပြာကားတွေပေါ့နော်အပြာကားတွေမကြည့်ဝတ်မလာတဲ့ကားတွေအရန်ခေတ်စားတဲ့အချိန်အဲ့ဒီကာလမှာလေဒီ disco တွေဒီ night club တွေမှာပါတီပွဲတွေလုပ်ပြီးတော့ကောင်မလေးတွေနဲ့ကဲတဲ့အချိန်ပေါ့တချို့ဆိုရင်တချို့အဲ့ဒါကို chicken party လို့တော့ခေါ်ကြတယ်အဲ့လိုမျိုးခေတ်စားနေတဲ့ကာလပေါ့အဲ့ဒီတော့ကလူကြီးသူမတွေဆိုအမြဲပြောတယ်လူပေါင်းမမားနဲ့ဘာလို့ခေါင်းထဲမှာဓာတွေပဲစဉ်းစားနေဓာတွေစဉ်းစားရင်ဒီစိတ်ပဲပါသွားတာပေါ့အဲ့တော့အခုခေတ်ကကြတော့ပို့ဆိုးတယ်အခုခေတ်ကဟိုကျွန်တော်တို့မှာရွေးချယ်စရာအများကြီးရှိတယ်သတင်းမျိုးစုံရှိတယ်ဒီ social media ဆိုတဲ့ YouTube တို့ Facebook တို့ Twitter တို့မှာအမျိုးစုံပလင်းစုံတက်နေတယ်အဲ့ဒါတွေအားလုံးကစဉ်းစားလည်းမရှိဘူးပြီးတော့မှန်ကြီးမှားကြီးလည်းဘယ်သူမှမသိဘူး conspiracy theory ဆိုသတင်းမှားတွေသတင်းတုတွေအားလုံးရှိနေတယ်အခုအမေရိကန်နိုင်ငံရဲ့အစိုးရကိုယ်တိုင်ဦးသမ္မတ Trump လို့အုပ်ချုပ်နေတဲ့ mega တွေအိုဆိုင်ကအဲ့ဒီအမှားတွေ conspiracy theory အမှားတွေကိုပြောပြီးတော့ပြည်သူကိုမဲဆွယ်ပြီးအုပ်ချုပ်နေတာပြောချင်တာကသူတို့ကလွတ်လပ်စွာပြောဆိုခွင့်မရှိဘူးဆိုပြီးတော့သူတို့သတင်းအမှားပြောတာကိုလွတ်လပ်စွာထုတ်ဖော်ပြောရမယ်ဆိုပြီးတော့သူတို့ကိုဝေဖန်တဲ့လူတွေကြတော့အခုဗီဇာပိတ်မှာတို့သူတို့နိုင်ငံနဲ့ပေးမဝင်တာလို့လုပ်ပြီးတော့သူလဲစင်ဆာရှစ်တစ်မျိုးအနေနဲ့အဲ့လိုပေါ်နေတဲ့ခေတ်အဲ့တော့အဲ့လိုပေါ်ဖို့အတွက်ကနတော့က Twitter ကိုကနတော့ကဘီလီယံနာတထေးကြီးကဝယ်ပြီးအိတ်ဆိုပြီးပြောင်းပြီးတော့အဲ့ဒီ media platform တစ်ခုကိုဝယ်ပြီးတော့သူတို့ရဲ့ conspiracy theory တွေလွတ်လပ်ဖြန့်ခွင့်ပေးတဲ့အချိန်အဲ့တော့သူတို့ပြောဆိုနေတဲ့စကားလုံးတိုင်းကအမှန်တရားတွေတဲ့အမှားတရားတွေကအများကြီးပါနေတဲ့ခေတ်ကြီးမှာကျွန်တော်တို့ဟာအိုဘားမားစကားနဲ့ပြောရင်သတင်းမီဒီယာကိုရွေးပြီးတော့နားထောင်ဖို့လိုတယ်ရွေးပြီးတော့ဖတ်ဖို့လိုတယ်အိုဘားမားပြောတဲ့စကားဆိုရင်အိုဘားမားဆိုရင် TV လည်းမကြည့်တော့ဘူး YouTube လည်းနားမထောင်တော့ဘူးသူဆိုရင်တော့ပုံနှိပ်မီဒီယာဖြစ်တဲ့သတင်းစာတွေလောက်ပဲဒါတော့ဒီ New York Times တို့ Washington Post တို့ Atlantic သတင်းစာအဲ့လိုသတင်းစာကြီးတွေကလွဲရင်ဘယ်သူမှဘယ်သတင်းမှတော့သူမဖတ်တော့ဘူး။ဘာကြောင့်လဲအကုန်လုံးဒီအလွန်အမတန်ဆိုးဝါးတဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဒီ Facebook YouTube ပေါ်လာတဲ့အခါမှာအားလုံးဒီတက်ပြောကြတယ်အားလုံးဒီတက်ပြီးတော့ဆွေးနွေးကြတယ်အဲ့လိုဆွေးနွေးနေတဲ့အခါမှာမှန်တာလည်းရှိတယ်လို့မှားတာလည်းရှိနေတယ်လေအဲ့တော့အဲ့ဒါကိုစစ်ကောင်စီဘက်ကဝါဒဖြန့်တဲ့လူတွေကရည်ရွယ်ချက်ရှိကိုအမှားတရားတွေတက်ပြောပြီးတော့ဝါဒဖြန့်ပေးနေကြတယ်အမုန်းတရားတွေဖြန့်နေတယ်အဲ့တော့ကိုကအဲ့လိုပတ်သက်တဲ့လူတွေနဲ့နားထောင်နေမယ်ပြောဆိုနေမယ်ကိုရင်ထဲကိုထည့်မယ်ကိုရင်ထဲကိုတွေးခေါ်မယ်ဆိုရင်ဒီအမုန်းတရားတွေဖြစ်လာမှာပဲအဲ့ဒီအမုန်းတရားတွေကနေပြီးတော့ကျွန်တော်တို့ဟာအခုလို
မဖြစ်သေးမဖြစ်ထိုက်တဲ့အကြမ်းဖက်မှုတွေဖြစ်လာတာပဲအကြမ်းဖက်မှု